ဖုန်းတစ်လုံးရှိရုံနဲ့ online မှာငွေရှာလို့ရတဲ့နည်းလမ်းလေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်အခုပြောပြပေးသွားမယ့်နည်းလမ်းတွေကတော့ online မှာမိတ်ဆွေတို့အလွယ်တကူငွေရှာလို့ရမယ့်နည်းလမ်းတွေကိုကျွန်တော်နားလည်သဘောပေါက်အောင်ကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်။ကျွန်တော်ပြောပြမယ့်အကြောင်းအရာတွေကခင်ဗျားတို့ဒီပတ်စံချမ်းသာတစ်ထည်ဖြစ်သွားမယ့်နည်းလမ်းတော့မဟုတ်ပါဘူး။ဒါပေမဲ့မိတ်ဆွေတို့အတွက်ဝင်ငွေတစ်ခုတိုးစေဖို့ရည်ရွယ်တဲ့အနေနဲ့ကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်။ဗီဒီယိုရဲ့အဆုံးလေးမှာမိတ်ဆွေတို့အတွက်အကျိုးရှိမဲ့အကြောင်းအရာတွေကိုကျွန်တော်ပြောထားတဲ့အစီအစဉ်လေးရှိတဲ့အတွက်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ဖို့အတွက်ကျွန်တော်မေတ္တာရပ်ခံခြင်းပါတယ်။အဲ့တော့စလိုက်ကြအောင်။ကျွန်တော်တို့ online မှာငွေရှာဖို့အတွက်မိတ်ဆွေမှာဖုန်းလေးတစ်လုံးရှိဖို့ပဲလိုပါတယ်။အဲ့တော့ကျွန်တော်တို့ကဘယ်လိုလုပ်လို့ရလဲဆိုတော့ကျွန်တော်အခုဆိုလို့ရှိရင်ကျွန်တော် Facebook YouTube TikTok ဒီ3မျိုးမှာကျွန်တော်တို့ငွေရှာလို့ရတယ်ပေါ့နော်အဲ့ဒီမှာမှငွေရှာလို့ရတဲ့နည်းလမ်းတွေအများကြီးထဲမှာတစ်ဆင့်ကျွန်တော်တစ်မျိုးချင်းပြောပြမယ်နော် YouTube ဆိုလို့ရှိရင်ကျွန်တော်တို့ YouTube ပေါ်မှာဝင်ငွေရှာဖို့အတွက်ကျွန်တော်တို့ကို subscriber ပေါ့နော် subscribe လုပ်ထားတဲ့လူဦးရေ1000ရှိရမယ်ပြီးရင်ကျွန်တော်တို့ဗီဒီယိုတွေကိုကြည့်ရှုတဲ့မိနစ်ကတစ်နှစ်အတွင်းမှာမိနစ်4000ရှိရမယ်ဗီဒီယိုအတိုတွေဆိုလို့ရှိရင်3လအတွင်းမှာကျွန်တော်တို့10 million view ရှိရမှာပေါ့နော်အဲ့ဒါဆိုလို့ရှိရင် YouTube ရဲ့ကျွန်တော်တို့ policy တွေလိုက်နာမယ်ဆိုလို့ရှိရင်ကျွန်တော် YouTube ကနေပြီးတော့ဝင်ငွေရတယ်ဒီ monetization program ကိုစရှောက်လို့ရပါပြီဒါကကျွန်တော်တို့မြန်မာနိုင်ငံမှာနေလဲလုပ်လို့ရပါတယ်ပေါ့နော်ဒီအဆင့်တွေကဒီ YouTube ကြတော့နည်းနည်းလေးကျွန်တော်တို့ဒီ subscriber ရှာရတာတွေကျွန်တော်ဝက်ဟာဝါရှာရတာတွေနည်းနည်းလေးအခက်အခဲရှိကောင်းရှိမယ်ဒါပေမဲ့ပုံမှန်လုပ်သွားလို့ရှိရင်အဆင်ပြေပါလိမ့်မယ်เนาะဒါက YouTube ပြီးလို့ရှိရင်ကျွန်တော် Facebook ကတော့လက်ရှိမှာကျွန်တော်ဝင်ငွေအရကောင်းနေမြန်မာနိုင်ငံသူတွေဘာလို့ဝင်ငွေအရကောင်းလဲဆိုတော့ကျွန်တော်တို့ဒီကြည့်ရှုတဲ့သူတွေက VPN ခံပြီးတော့မှ Facebook ကိုသုံးလို့ရတယ်အဲ့တော့ကျွန်တော် VPN ခံလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့ဒီတင်လိုက်တဲ့ content ကျွန်တော်တို့ဗီဒီယိုတွေကိုကြည့်ရှုတဲ့သူတွေကနိုင်ငံခြား view ပေါ့ဗျာနိုင်ငံခြား view ကြပါတဲ့အတွက်ဒီဝင်ငွေကောင်းတယ်ပေါ့နော် Facebook မှာဝင်ငွေရှာဖို့အတွက်ကကျွန်တော်တို့အရင်တုန်းကကြတော့ ISA လို့ခေါ်တဲ့ Instant ADS နဲ့ဝင်ငွေရှာဒီစီစဉ်ပေါ့နော်အဲ့တုန်းကကြတော့ကျွန်တော်တို့ view minute 6000ပေါ့နော်6000ရဲ့ကျွန်တော်တို့ဒီ follower ကျွန်တော်တို့9000အထက်ရှိလို့ရှိရင်ကျွန်တော်ဝင်ငွေရှာလို့ရတယ်အခုဆိုလို့ရှိရင်တော့သူကဒီ content monetization ဆိုတဲ့ program ပေါ့နော်အစီအစဉ်ဒီဟာကိုသူက invite လုပ်တာပေါ့နော်သူက beta version ပဲဖြစ်သေးတာပေါ့ version သူကဒီအတီးမဖြစ်သေးတဲ့အတွက်ဒီ content monetization ကိုကျွန်တော်တို့သူကလာပြီးကန့်လန့်တော့မှကျွန်တော်ဝင်ငွေရှာလို့ရတယ်ပေါ့နော်ဒီနောက်ပိုင်းကျရင်တော့သူကတော့သူ့ရဲ့သတ်မှတ်ချက်တွေနဲ့ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အခုကကျွန်တော်တို့ဒီ content monetization program invite လုံးမှရှာလို့ရတယ်အဲ့တော့ Facebook ကကြတော့နည်းနည်းလေတိုက်နေလို့ဗျာ Facebook ကကြတော့ကျွန်တော်နည်းနည်းရှုပ်တယ်ပေါ့ဗျာကျွန်တော်တို့ဒီသုံးစွဲတဲ့သူတွေကလည်းကျွန်တော် VPN တွေခံရတာဖြစ်တယ်ပေါ့နော် VPN ကျွန်တော်တို့ဒီ page တွေ account တွေ admin တွေကလည်းကျွန်တော် VPN ခံပြီးသုံးရပြီးလို့ရှိရင်ကျွန်တော်ban ထုတ်တဲ့ page out တွေဘာတွေနဲ့ဒီရက်ထဲမှာ Facebook ကဝင်ငွေရှာလို့ရတယ်ဆိုပေမဲ့ Facebook မှာကြတော့ကျွန်တော်တို့ဒီလိုအခက်အခဲတွေကြုံတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်အလွယ်ကူဆုံးနည်းလမ်းပြပြမယ်အဲ့ဒါကကြတော့ TikTok ဖြစ်ပါတယ် TikTok ကကြတော့ကျွန်တော် TikTok ပေါ်မှာကျွန်တော်ဝင်ငွေရှာလို့ရတာအခုဆိုအလွယ်ကူဆုံးပေါ့နော် TikTok ကကြတော့ကျွန်တော် VPN ခံစရာမလိုဘူး TikTok ကကြတော့ကျွန်တော် entertainment platform ဖြစ်တဲ့အတွက်သုံးစွဲတဲ့သူအရေးအတွက်ကလည်းအရန်များတယ်သူကလူတွေကို TikTok ကမပြင်းအောင်ဖန်တီးပေးထားတယ်ပေါ့နော်အခု TikTok ပုံစံမျိုးပဲကျွန်တော် Facebook တို့ YouTube တို့ကအဲ့ပုံစံ short video တွေပေါ့နော်အဲ့ဒါတွေနဲ့ဖန်တီးလာအဲ့တော့ TikTok ကလက်ရှိမှာကောင်းတယ်လို့ပြောအောင်ပေါ့နော်ဒါဖန်တီးဖို့အတွက် okay ကျွန်တော်ခုနပြောရတဲ့ဝင်ငွေရှာမယ်ဘယ်လိုရှာမလဲဆိုတော့ဒီလန်လေးကျွန်တော်ပြောပြပေးမယ်အဲ့ဒါကကျွန်တော်ခုနဗီဒီယိုအစမှာပြောထားသလိုပဲခင်ဗျားတို့အတွက်ကျွန်တော်ပြောတဲ့နီလန်အတိုင်းလိုက်လုပ်ကြည့်ပါခင်ဗျားတို့အဆင်မပြေဘူးဆိုရင်ကျွန်တော်ဒီမှာ comment မှာမှတ်သွားလို့ရတယ်เนาะလေတိုက်နေကြားရလားမသိဘူးအဲ့ဒါကဘာလဲဆိုတော့
ကျွန်တော်တို့ TikTok ကျွန်တော်ဆိုလို့ရှိရင် TikTok ကဝင်ငွေကတစ်လမနေရတယ်အဲ့ဒါကျွန်တော်ဘာတွေလုပ်လဲဆိုတော့ကျွန်တော် TikTok မှာ Japan Region account တွေကျွန်တော်ဖွင့်တယ် Japan Region account တွေဖွင့်ပြီး Japan Region account တစ်ကောင်ကိုကျွန်တော်အစတော့2000ပေါ့နော်အခုနောက်ပိုင်း1000 Japan Region account တွေဖွင့်ပြီးတော့ကြည် Japan Region account တွေရောင်းစားရပေါ့နော်အဲ့ဒါလည်းဝင်တယ်နောက်တစ်ခုကကျွန်တော်ဒီ account တွေမှာကျွန်တော် follower တွေရှာတာပေါ့နော် TikTok မှာဝင်ငွေရှာမယ်ဆိုရင်ကျွန်တော်တို့ကfollower 10k နဲ့ view min နဲ့ကျွန်တော်တို့ 100k ပြည့်လို့ရှင်ကျွန်တော်တို့ဝင်ငွေရှာလို့ရပြီတချို့ကကြတော့အဲ့လိုမျိုး100k minute နဲ့ follower 10k မရှာတတ်တဲ့သူတွေကြတော့ကျွန်တော်ကဒီ follower 10k တွေပြည့်ပြီးသား account တွေ monetization အောင်ပြီးသား account တွေကျွန်တော်ကရောင်းပေးတာပေါ့နော်အဲ့ဒါရှိတယ်ပြီးလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ကြတော့ TikTok မှာဒီကျွန်တော်ပြောတဲ့ online မှာဝင်ငွေရှာဖို့အလွယ်ဆုံးဒီဖုန်းတစ်လုံးရှိရုံနဲ့ရတယ်ဆိုတာကကျွန်တော်လူမျိုးပဲဒီ Japan Region account တွေဖွင့်ပြီးတော့ပြန်ရောင်းစားမလားဒါမှမဟုတ်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့ဒီ follower 10k ပြည့်ပြီး view minute ပြည့်ပြီးသား account တွေကနေကျွန်တော်ဝင်ငွေရှာမလားအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုတွေတင်ပြီးတော့မိမိဗီဒီယိုကလူကြည့်များလို့ရှင်ဗီဒီယိုတင်တယ်အဲ့တော့ကျွန်တော်လူကြည့်များအောင်ဘယ်လိုလုပ်မလဲဆိုတဲ့နည်းလမ်းတွေသိကျင်လဲမှန်သွားကျွန်တော်စိတ်ဝင်စားတဲ့လူတွေရှိလို့ရှိရင်ကျွန်တော်ပြန်ပြီးတော့ဗီဒီယိုနဲ့တင်ပြီး Japan Region account ဖွင့်ပြီးရောစိတ်ဝင်စားတဲ့လူရှိရင်မှန်သွားကျွန်တော်ပြန်ပြီးတော့ပြောပြပေးမယ်ပြီးတော့ဒီကျွန်တော်တို့ follower 10k ဆိုတာလည်းကျွန်တော်ရှာတတ်လို့ရှိရင်ကျွန်တော်တို့5ရက်ထဲနဲ့ 10k ရောအကုန်ပြည့်တယ်အဲ့လိုမျိုးပြန်ရောင်းစားမလားဟုတ် okay ကိုကရုပ်လည်းမပြချင်ဘာမှမလုပ်ချင်ဘူးဆိုကျွန်တော်တို့ Nitro ကဖြတ်တန်းတဲ့ဥစ္စာတွေကျွန်တော်တို့ဒီဗီဒီယိုလေးတွေကို reaction လုပ်မလားဒါမှမဟုတ်လို့ရှိရင်ကျွန်တော် hint ချက်တဲ့ဥစ္စာလေးတွေကိုကျွန်တော် recipe လေးတွေရေးပြီးတော့ဒါလေး hint ဘယ်လိုချက်လဲဆိုတဲ့ဗီဒီယိုလေးရိုက်ပြီးတော့တင်မလားတချို့ဆိုလို့ရှိရင်ကျွန်တော်ဒီအညာဒေတာရဲ့ဒလိတွေထမ်းပင်တက်တဲ့အကြောင်းတွေဒီအကြောင်းအရာတွေပြောပြီးတော့ကျွန်တော်တို့ဗီဒီယိုလူစိတ်ဝင်စားအောင်တင်မလားနော်ဒီကန့်ကြီးဒေတာမှာဆိုလို့ရှိရင်ကန့်ကြီးဒေတာမှာတဘာဝလေးတွေဘယ်လိုမျိုးလေးတွေဆိုတဲ့ဥစ္စာတွေကျွန်တော်ပြောပြီးတော့ဗီဒီယိုတင်မလားအများကြီးပေါ့နော် Facebook ကဝင်ငွေရှာမယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီကိုဗစ်ကာလတုန်းကကျွန်တော်အသုံးပြုခဲ့တဲ့နီလန်အခုကကျွန်တော်သိမအားလို့မသုံးပြဘူးတော့အဲ့နီလန်ကျွန်တော်ပြောပြပေးမယ်အဲ့ဒါကပါလဲဆိုတော့ကျွန်တော်ကိုဗစ်ကာလတုန်းကကျွန်တော်လောက်ဆရာမရှိဘူးဗျာအဲ့တော့ကျွန်တော်ဘာလုပ်လဲဆိုတော့ Facebook မှာကျွန်တော် page တွေဖွင့် page ထောင်တယ်ပေါ့နော် page ထောင်ပြီးအဲ့ page မှာ follower တွေများလာအောင်လုပ်တယ် page မှာ follower တွေများလာပြီဆိုလို့ရှိရင်ဒီ online shop လုပ်ချင်တဲ့သူတွေဈေးရောက်တဲ့ကျင်တဲ့သူတွေက page တွေကိုတို့ page အစ်စ်မထောင်တော့ဘူးဗျာဒီလိုရှိပြီးသား page တွေကိုဝယ်လိုက်တယ်ဝယ်ပြီးလို့ရှိရင်သူတို့နာမည်တွေပြောင်းပြီးတော့လောက်ကြတယ်ကျွန်တော်အရင်တုန်းကအဲ့လိုမျိုး page တွေကျွန်တော် page ထောင်ပြီးတော့ page ရောင်းစားတာပေါ့ဗျာအခုတော့ကျွန်တော်သိမလုပ်ဖြစ်တော့အဲ့တော့ page ထောင်နေလဲကျွန်တော်သိကျင်တင်ပေးမယ်လွယ်လေးပါနော် page ထောင် page ကိုထောင်ပြီးတော့ follower တွေရအောင်လုပ် follower ရအောင်လုပ်တဲ့နည်းလဲလွယ်တယ်ပေါ့နော်အဲ့တော့သိကျင်တဲ့လူတွေများလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုအောင်မှတ်ထားခဲ့ကျွန်တော်အဲ့ဥစ္စာလေးတွေဗီဒီယိုနဲ့သေချာရှင်းပြပေးမယ်သိကျင်တဲ့လူဟိုစိတ်ဝင်စားတဲ့သူမရှိဘူးဆိုလို့ရှိရင်လည်းကျွန်တော်ကလုပ်ဟိုဗီဒီယိုတွေလုပ်ပေးရတာဟိုအားမရှိဘူးပေါ့ဗျာအဲ့တော့သိကျင်မှန်တော့ကျွန်တော် page ထောင်ပြီးဗီဒီယိုဘယ်လိုရှာမလဲဆိုတဲ့ဥစ္စာလေးတွေလည်းကျွန်တော်follower ဘယ်လိုရှာမလဲဆိုတာလည်းကျွန်တော်ပြောပြပေးမယ် TikTok မှာ follower ရှာနည်းရောကျွန်တော် Facebook မှာ follower ရှာနည်းရောနောက်တစ်ဆင့်ဒါ YouTube ကိစ္စကတော့ကျွန်တော်ဒီအဆင့်တွေပြီးမှ YouTube ကိစ္စလေးတွေသိကျင်နေဆိုရင်လည်းပြီးတော့အဲ့တော့မိတ်ဆွေတို့သိကျင်တဲ့အကြောင်းအရာတွေဟိုကျွန်တော်ဒီဗီဒီယိုအောက်မှာပြောထားခဲ့เนาะကျွန်တော်ဗီဒီယိုတွေဟိုလုပ်ပြီးအခုကမိုးတွေရွာတာဗျာကျွန်တော်မှလည်းဒီလို recording သွင်းဖို့တွေဒီနေရာကလည်းသိအဆင်မပြေတော့ကျွန်တော်ဒါအဆင်ပြေလို့ရိုက်ကူပေးရတော့ဒါလေးကိုနားလည်ပေးပါเนาะအခုကမိုးတွေရွာလေးတွေလိုက်တော့ကျွန်တော်နောက်ဗီဒီယိုတစ်ပုဒ်နဲ့ကျွန်တော်ထပ်ပြီးတော့အသေးစိတ်ရှင်းပြပေးမယ်အခုကမိုးကအရန်သေးလာပြီဆိုတော့ကျွန်တော်ဗီဒီယိုအတန်ဖမ်းရတာသိအဆင်မပြေတော့လို့เนาะအဲ့တော့ဟိုမိတ်ဆွေတို့အနေနဲ့သိကျင်တာရှိရင်မှတ်ထားခဲ့ကျွန်တော်နောက်ဗီဒီယိုမှာထပ်ပြီးတော့ရှင်းပြပေးမယ်เนาะအခုတော့အားလုံးဟိုတောင်းပန်ပါတယ်ကျွန်တော်မိုးရွာတော့ကျွန်တော်ဗီဒီယိုကအတန်ဖမ်းရတာတွေလေးတွေတိုက်လာတော့ခဏကြာရင်မီးပြတ်တော့မယ်ဆိုတော့အဆင်မပြေပါဆိုလို့เนาะအားလုံး online ကငွေရှာဖို့ငွေရှာတဲ့နည်းလမ်းတွေကိုကျွန်တော်ဖြည်းဖြည်းချင်းတင်ပေးသွားမယ်เนาะအားလုံးအဆင်ပြေကြပါစေခင်ဗျာ bye bye